အားလုံးပဲမင်္ဂလာပါကဲဒီနေ့ပြောပြမယ့်အကြောင်းကတို့တွေကိုစိတ်လို့ရှာစရာကောင်းပါတယ် AI တွေကလူတွေကိုအလုပ်ပြန်ခန့်တယ်ပြီးတော့လက်စာကို crypto နဲ့ပေးတယ်ဆိုတဲ့ခက်တစ်ခုအကြောင်းပါဟုတ်ပါတယ်ကြားတာမမှားပါဘူး AI ကကိုယ့်ရဲ့အထက်ရာစီဖြစ်လာနိုင်တဲ့အနာဂတ်ကအခုပဲစနေပြီလို့ပြောရမှာပါဒီဆိုင်ရန်ကဘယ်ကစလဲဆိုတော့အင်တာနက်မှာအရန်ကိုနာမည်ကြီးသွားခဲ့တဲ့ဒီ tweet တစ်ခုကနေပါပဲ AI ကငါ့ကိုဒီဇိုင်းဖို့ဂိုင်းဖို့ပိတ်ဆိုင်ပေးခဲ့တဲ့ဒါဟာတကယ်ကိုလူတစ်ယောက်ကို AI ကအလုပ်ပေးပြီးငွေချေခဲ့တဲ့ဖြစ်မှန်တစ်ခုပေါ့ဗျာဒီဖြစ်ကနေဒီနေ့ပညာဘလောက်အထိတိုးတက်လာပြီလဲဆိုတာကိုရပ်ဖို့ချီ Aziz Okay အဲ့တော့အားလုံးပဲစဉ်းစားနေကြမှာပေါ့ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ AI တစ်ခုကလူတစ်ယောက်ကိုဘယ်လိုရှာဘယ်လိုအလုပ်ခန့်ပြီးတော့ဘယ်လိုများငွေပေးချင်နိုင်မှာလဲကဲအဲ့ဒီမေခွန်းရဲ့အဖြေကိုကျွန်တော်တို့အတူတူအသေးစိတ်လေ့လာကြည့်ကြရအောင်ဒီနေ့ဒီအကြောင်းအရာကိုကျွန်တော်တို့အပိုင်း6ပိုင်းခွဲပြီးတည်တည်ချာချာလေးလေ့လာကြည့်ကြမယ်ပထမဆုံး AI ကလူတွေကိုဘယ်လိုအလုပ်ခံလဲဆိုတဲ့အခြေခံကနေစမယ်ပြီးရင် Rent a Human ဆိုတဲ့ platform ကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကြည့်မယ်အဲ့ဒီကနေမှအလုပ်ရှာတဲ့သူတွေအတွက်လမ်းညွှန်ပြီးတော့ AI ကိုဘယ်လိုအမိန့်ပေးရမလဲဆိုတဲ့နည်းပညာပိုင်းကိုဆက်သွားမယ်ဒါတွေအားလုံးကိုလက်တွေ့ဥမာတစ်ခုနဲ့ပေါင်းဆက်ပြပြီးတော့နောက်ဆုံးမှာအနာဂတ်အလုပ်အကိုင်လောကပေါ်ဘယ်လိုတက်ရောက်နိုင်မလဲဆိုတာနဲ့အဆုံးသတ်ပါမှာပါကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင် AI ကလူတွေကိုအလောက်ခတ်နေပြီဆိုတာသိပြန်ဇာတ်လမ်းနဲ့မဟုတ်တော့ဘူးနော်ဒါကအခုလက်ရှိမှာတကယ်ဖြစ်ပြနေပြီကျွန်တော်တို့ရဲ့အလောက်ကိုင်လောကအတွက်ခက်တဲ့တစ်ခုရဲ့အစပဲဖြစ်ပါတယ်ဒီလိုဖြစ်လာဖို့နောက်ကွယ်မှာအထူးကကျတဲ့ platform တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ Rent a Human ပါပဲသူ့ကို AI နဲ့လူသားတွေကြားကအလောက်ကင်ချိတ်ဆက်ပေးတဲ့ဈေးကွက်ကြီးတစ်ခုလို့မြင်လို့ရပါတယ်ကဲဒီ platform မှာဘလို့အလုံးလုံးတလဲဆိုတဲ့အခြေခံလေးတွေကိုအတူတူကြည့်လိုက်ကြရအောင်ဒီ platform မှာအဓိကကစားသမား2ယောက်ရှိပါတယ်တစ်ဖက်မှာကကျွန်တော်တို့လိုလူတွေ profile လေးစာကိုလိုချင်တဲ့တင်တာတွေလိုခက်စရဲကိုတင်ပြီးရင်အလုံးလာငွားတာကိုစောင့်နေအောင်ပဲနောက်ထပ်ဖက်မှာတော့ AI agents တွေပေါ့သူတို့ကလူတွေကိုရှာတဲ့အလုပ်တွေခိုင်းနေပြီးတော့အလုပ်ပြီးတာနဲ့ stable coins လို့ခေါ်တဲ့တန်ဖိုးတည်ငြိမ်တဲ့ crypto နဲ့လက်စာပေးချင်မှာဖြစ်ပါတယ်ဆိုတော့ AI တွေကဒီ platform နဲ့ဘယ်လိုစကားပြောလဲအဲ့မှာအဓိကကျတဲ့နည်းပညာတစ်ခုဝင်လာပါတယ်အဲ့ဒါကတော့ MCP Model Context Protocol ပါပဲဒါကို AI ရဲ့အထက်ဘာသာပြန်ဖေးတဲ့တရားတစ်ခုလို့သဘောထားလို့ရတယ် AI ကဒီ MCP ကနေအဆင့် Rent a Human platform ပေါ်ကလူတွေကိုဖတ်နိုင်တယ်ပြီးတော့သူတို့ကိုအလုပ်ခိုင်းဖို့ပြောနိုင်တာပေါ့ဒါဟာ AI နဲ့ကိုလက်တွေ့ကပါနဲ့တိုက်ရိုက်ချိတ်ဆက်ခွင့်ပေးလိုက်တယ်လို့ပါပဲကဲနီးပညာစကားတွေခဏဘေးဖယ်ထားလိုက်အောင်အခုအလုပ်ရှာခြင်းတဲ့သူတယောက်အနေနဲ့ AIC ကနေအလုပ်ဘယ်လိုရနိုင်မလဲဆိုတာကြည့်အောင် developer မဟုတ်ရတော့မှရိုးရှင်းတဲ့အရှင်ကားစင်းနဲ့ AI တခုကကိုယ့်ကိုအလုပ်ခန့်လောင်လုပ်လို့ရပါတယ်အရှင်တွေကတကယ်ကိုရိုးရှင်းပါတယ်ပထမဆုံး rentyhuman.ai website ကိုတွားလိုက်ပြီးရင်ကိုယ့်ရဲ့ profile ကိုဖန်တီးရပါမယ်ဒါကကိုယ့်ရဲ့ online CV လို့ပါပဲအဲ့ဒီမှာကိုဘာတွေကျွမ်းကျင်လဲဥပမာ graphic design လားဘာသာပြန်တာလားဆိုပါရဲ့ကိုယ့်ရဲ့ဒီနေရာရဲ့ကိုထည့်ပေးပါပြီးရင်အရေးကြီးဆုံးအချက်ကိုယ့်ရဲ့တင်နာရီလောက်ခကို stable coins နဲ့သတ်မှတ်လိုက်ပါအားလုံးပြီးရင်တော့ AI agent တခုခုကကိုယ့်ရဲ့ကျွမ်းကျင်မှုကိုလိုအပ်တဲ့အခါရှာတွေ့ပြီးအလုံးလာငားတာကိုစောင့်နေအောင်ပါပဲလက်ရဟုတ်အဲ့တော့အားလုံးသိချင်နေကြမယ့်မိကွန်းပိတ်ဆံဘယ်လောက်ရနိုင်လဲဒီမှာပြထားတဲ့ဥပမာတွေရဆိုရင်တနာရီကို stable coins နဲ့ဒေါ်လာ90ရာနေ185အထိတောင်ရနိုင်တယ်လို့ဆိုပါတယ်ဒါကအလုပ်အမျိုးအစားနဲ့ကိုယ့်ရဲ့ scale ပေါ်မူတည်ပြီးအပြောင်းလဲရှိနိုင်တာပေါ့ဗျာအခုနည်းနည်းလေး technical ဆန်တဲ့အပိုင်းကိုတွားကြည့်အောင် developer တွေဒါမှမဟုတ်ဆက်စုချင်တဲ့သူတွေတွက်ပေါ့ကလန်ကနောက်ွယ်မှာ AI ကိုဘလို့အမိန်ပေးပြီးလူတွေကိုအလုပ်ရှာခိုင်းနေရတယ်လဲဆိုတာကိုလေ့လာကြည့်ကြမယ်ဒီမှာ AI ကိုခိုင်းမှုတုံတဲ့အဓိက comment 3ခုပို့ထူရပါမယ် Get agent identity ဆိုတာက AI ကိုသူဘယ်သူလဲဆိုတာပြန်စစ်ဆေးခိုင်းတာပါဒုတိယတစ်ခု search humans ကတော့အသုံးအများဆုံးဖြစ်မှာပါဥပမာဗျာရန်ကုန်မှာနေတဲ့ထပ်ပုံရဲကသူတယောက်ရှာပြီးဆိုပြီးခိုင်းလို့ရတာပြောပေါ့နောက်ဆုံး list skills ကတော့ platform ပေါ်မှာဘလို့ကျွမ်းကျင်မှုတွေရနိုင်တယ်လဲဆိုတာကိုစီးရင်လုပ်ခိုင်းတာဖြစ်ပါတယ်ကဲ theory တွေအများကြီးပြောပြီးပြီဆိုတော့အခုနာကပြောခဲ့တဲ့အပိုင်းတစ်ခုစလုံးကိုပေါင်းပြီးတော့လက်ကတိမှာဘယ်လိုဖြစ်သွားလဲဆိုတာကြည့်ရအောင်လူသားအလုပ်ရှာသူတယောက်ရဲ့ရှူထောင်နဲ့ AI ကိုအမိန့်ပေးတဲ့နည်းပညာပိုင်းကိုပေါင်းဆက်ကြည့်လိုက်ကြရအောင်အစကပြခဲ့တဲ့နမိုင်ကြီးထွေကိုပြန်လုပ်ကြည့်မယ်ဆိုပါစို့ user က AI ကိုပြောလိုက်တာကရိုးရိုးလေးပဲ search AI tool ကိုတုံးပြီးတတ်မှတ်စာသားပါတဲ့စိုင်းဘုတ်တစ်ခုကိုကင်ပေးမဲ့လူကိုရှာပြီးတော့ Rent a Human protocol ကိုတုံးပြီးသူ့ကိုအလုပ်ခံလိုက်ဆိုပြီးတာပေါ့ဒီ prompt ကိုရတာနဲ့ AI ကတကယ်လူတိလို့လိုပဲဒါပေမဲ့အများကြီးပုံမြန်နေချက်ချင်းအလုပ်ဆက်လုပ်တော့တာပဲ तू က search humans command ကိုတုံးပြီးတင်းတော်တဲ့လူကိုရှာတယ်တွေးပြီးစော်တာနဲ့စိုင်းပုတ်ကရမယ်အလုပ်ကိုတောင်းဝန်ပေးတယ်အလုပ်ပြီးထောက်တာနဲ့သဘောတူထားတဲ့အတိုင်း crypto နဲ့လာစာကိုပေးချေလိုက်ရောအားလုံးကအလိုလျောက်ပါပဲဒီတော့
ဒီနည်းပညာအသစ်တွေကကျွန်တော်တို့ရဲ့အနာဂတ်အတွက်ဘာကိုဆိုလိုနေတာလဲကျွန်တော်တို့အလုံးလုပ်တဲ့ပုံစံကိုရောဘယ်လိုဒီအကြီးအကျယ်ဖြောင်းလဲသွားစေနိုင်မလဲဆိုတာကိုနောက်ဆုံးပိုင်းအနေနဲ့စဉ်းစားကြည့်ကြရအောင် အဓိကအကြဆုံးအချက်ကတော့ဒါပါပဲဒါဟာ AI တွေ screen ထဲကနေ digital ကဘာထဲကနေကျွန်တော်တို့အနေနဲ့လက်တွေ့ကဘာတွေကိုခြေထလန်းလမ်းဝင်လာတာပဲဗျာသူတို့ဟာအခုဆိုရင်လူသားတွေကနေချက်စင်လက်တွေ့ကဘာမှာအကျိုးသက်ရောက်မှုတွေပြုလုပ်နိုင်နေပြီ ဆိုတာနောက်ဆုံးအနေနဲ့အားလုံးကိုစဉ်းစားဖို့မေးခွန်းတစ်ခုထားခဲ့ခြင်းပါတယ်တနည်းနည်းမှာ AI တစ်ခုကကိုယ့်ရဲ့ boss ဖြစ်လာမယ်ဆိုတဲ့အဖြစ်ကိုလက်ခံနိုင်ကြမလားဒီအကြောင်းကိုဆက်လက်စဉ်းစားရင်ဒီနေ့အတွက်တော့ဒီမှာပဲညီကုန်းချွတ်လိုက်ပါစေနောက်တစ်ခေါက်ပြန်တွေ့ကြမယ်